နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တရုတ်မြန်မာနယ်စပ်ကကုန်သွယ်ရေးဂိတ်တွေကိုတရုတ်နိုင်ငံဘက်ကပိတ်ထားတာကြောင့်ပြည်သူလူထုရဲ့အခြေခံဈေးဝါးတွေ73စီတွေနဲ့လူသုံးကုန်ပစ္စည်းလိုအပ်ချက်တွေဖြစ်ပေါ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီအခက်အခဲအကျပ်တဲတွေကိုတရုတ်နိုင်ငံဘက်ကစာနာနားလည်တဲ့အနေနဲ့နယ်စပ်ဂိတ်တွေကိုပြန်ဖွင့်ပေးဖို့မေလ28ရက်နေ့ကသတင်းမီဒီယာတွေနဲ့တွေ့ဆုံတဲ့အချိန်မှာတောင်းတက်ဘရော် TNL ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးတားပန်လာကတောင်းဆိုခဲ့ပါတယ်။1027စစ်စင်ရေးဒုတိယပိုင်းအပြီးမှာတရုတ်မြန်မာထိစပ်နေတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုတရုတ်နိုင်ငံက2024ခုနှစ်ဇွန်လကတည်းကပိတ်ထားခဲ့တာအခုဆိုရင်တစ်နှစ်ကျော်ရှိနေပြီလို့သိရပါတယ်။တရုတ်ပစ္စည်းတွေမြန်မာဘက်ကိုတင်သွင်းတာကိုတရုတ်ဘက်ကပိတ်ပင်လိုက်တာကြောင့်မြန်မာကုန်သည်တွေကြားမှာလည်းကုန်သွယ်ရေးအကျပ်တဲတွေရှိနေတယ်လို့သိရပါတယ်။တရုတ်ဘက်ကတွင်းကုန်တွေပိတ်တဲ့ထဲမှာမြန်မာဘက်ကအဓိကမိခိုအသုံးပြုနေကြရတဲ့အိမ်သုံးပစ္စည်းများလူသုံးကုန်ဆေးဝါးလျှက်စစ်ပစ္စည်းဆိုင်ကယ်နဲ့ဆိုလာအပါအဝင်ဘီလန်မြေလိုမျိုးအိမ်ဆောက်ပစ္စည်းတွေလည်းပါဝင်နေတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ